နေ့ကတော့က3လုံးပြပါပြီ။နေ့ရကလေနီမန်3လုံးဒီနေ့ကဒုတိယမြောက်နေ့ထားကိုမှအမျိုးသမီးဆိုရင်3နဲ့ဟာရှိထားရှိရဲ့ထားအမျိုးသား3နဲ့ဟာထားဟီရဲ့နောက်ဒီနေ့ဟောက်ဆိုတဲ့ဥစ္စာရဲ့3ခုဆက်ပြီးတော့လေ့ကျင့်ပါမယ်ထားရှိဆိုရင်ပါမယ်ချက်ဆွဲမယ်ချက်တစ်ချက်နှစ်ချက်ထားမင်းကလေးထားပါချက်နှစ်ချက်သုံးချက်5ချက်ထားအမျိုးသားအတွက်ထားကကြတော့နည်းနည်းလေးပဲကွာပါတယ်ခုနဟာနဲ့တူတူပါပဲရှေ့ပိုင်းလေးပဲကွာပါတယ်ဒီနာဟာနဲ့ဒီအရှိရဒါနဲ့ထားချက်လေယာဆွဲထားထားပါပြီနောက်တစ်ခုကတော့ဟောင်းမှာဟောင်းကလည်းခုနဟာနဲ့တူပါတယ်ဟောင်းကလည်းလွယ်ပါတယ်ချက်နှစ်ချက်သုံးချက်တစ်နှစ်တစ်ချက်နှစ်ချက်သုံးချက်ဟောင်းပါချက်နှစ်ချက်ပြီးပါပြီဆိုတော့ဒီနေ့မျိုးသမီးကို3ရက်ထားရယ်မျိုးသားကို3ရက်ထားရယ်ဟောင်းရယ်3လုံးဖြည့်လိုက်ပါပြီ။နှစ်ပြန်မှာဆက်တွေ့ပါမယ်။